ဘုရားခင်ကြီးဆိုအထူးချီးမွမ်းပါတယ်ဒီနေ့ကျွန်တော်တို့ခံမဲ့ဝိသမဲ့တော့သင်္ခါရမှာအသင်္ခါရတိတို့ဆိုရဲကောင်းတယ်ကျွန်တော်ဝိသခြင်းတယ်ဒီနေ့ဆန်းကျင်ပဲဆန်းကျင်မျိုးကိုကျွန်တော်ဒီနေ့ကတော့ဖြစ်တယ်အရေးကြီးတာကကျွန်တော်တို့အသက်တာမှာအခုတရားနာကိုကြားပြီးတော့မှဆင်ခြင်တတ်ဖို့ရည်ကြီးပါတယ်အခုကျွန်တော်ဒီနေ့ဝိသမဲ့တရားကြီးရှိလို့ဆိုတော့မြင်လိုက်တဲ့နေတာကခရိယာတရားမဟုတ်ပါဘူးခရစ်တော်ရဲ့တရားဖြစ်ပါတယ်ဟောဌာနတရားကိုထပ်ပြောမယ်ခရိယာတရားမဟုတ်ဘဲနဲ့ခရစ်တော်ရဲ့ဒုက္ခနဲ့ထွက်ထားတဲ့ဒုက္ခတရားဖြစ်ပါတယ်အဲ့တော့သင်္ခါရနဲ့အသင်္ခါရကိုကျွန်တော်ဒီနေ့ကိုယ်ကိုယ်ကသိပါဥပမာလေးနဲ့ပြီးတော့မှကျွန်တော်ဝိသတော့ဖြစ်ပါတယ်မိလူရဲ့အသက်တာကိုတော့သင်ခါကြရအောင်မိမိအသက်တာကိုလည်းဘာလို့သိနေရနော်ဒီနေ့ထည့်ဖို့လည်းသင်ခါရအောင်ကျွန်တော်တို့သင်္ခါရခရကိုကိုးဝေလာနဲ့အသင်္ခါရခရကိုကိုးဝေလာနဲ့ကိုးဝေခြင်းနှမျိုးကိုကျွန်တော်ရှင်းပြသွားပေးမယ်အဲ့တော့လူတွေနားလည်ထားတာကခရဆိုတာအတူတူပါပဲလို့ဒီနားလည်ထားကြတယ်ဒါနဲ့ကျွန်တော်ပြောလို့ပါဘူးဒါမသိတဲ့အခါမှာလည်းလူပဲတတ်မှတ်ကြပါတယ်ဖျားအတူတူပဲလို့ပြောတာကတစ်ချက်ကတော့အမှန်တည်းလို့ပါပဲဘောဘောဆက်တဲ့တွေ့ရင်တော့အမှန်တည်းလို့ပဲမဟုတ်ဘူးတကယ်လေးလေးနဲ့တွေးလိုက်ရင်ဖျားမဖြစ်ပါဘူးခုနကကျွန်တော်ပြောထားတဲ့သင်္ခါရဖျားနဲ့အသင်္ခါရဖျားဒီဖျားမျိုးကြောင့်ကိုကျွန်တော်ရှင်းပြပေးမယ်ပထမဆုံးအဲ့တော့အဲ့ဒီအကြောင်းကိုအခြေခံထားတဲ့ကျွန်တော်တို့ကြံချက်တစ်ချက်ကြည့်အောင်တရားပုဒ်တော်ဆာကအငယ်ဆုံးမှာသာဝရဘုရားကြီးသာဝရဘုရားကြီးဖယားသခင်ဖြစ်တော်မူပြီးဟုပြီးမှကြတော့သာဝရဘုရားကြီးဖယားရဲ့အာရုံရဲ့သခင်ဖြစ်တယ်ဆိုတာကိုနံပါတ်1အတိမပြီးပါတဲ့နောက်နံပါတ်2ကသာဝရဘုရားကြီးရဲ့ငါတို့ကိုဖန်ဆင်းတော်မူ၍ငါတို့၏အရှင်ဖြစ်တော်မူ၏အမှန်တော့အဲ့ဒီသာဝရဘုရားကမိတ်ဆွေတို့ကျွန်တော်တို့ကိုဖန်ဆင်းတဲ့ကျွန်တော်တို့ရဲ့ဖန်ဆင်းရှင်ဖြစ်တယ်ဆိုတော့လေနားလည်ဖို့လိုတယ်နောက်တစ်ခါတော့ငါတို့ဒီလေသာဝရဘုရား၏လူဖြစ်ကြ၏ဒီတော့တဲ့ပြီးတော့ပြောချင်တယ်ငါတို့ဒီလေသာဝရဘုရားရဲ့ဖြစ်တယ်ဒါဆိုရင်ကျွန်တော်တို့ရဲ့ပိုင်ရှင်ကျွန်တော်တို့ရဲ့ခံရတဲ့ခံရရှင်ဟာဘယ်တရားဖြစ်တယ်လဲဆိုတာကိုကျမ်းစာမှာသင်လို့ရှင်းပေးပါမယ်။သာဝရဘုရားဖြစ်တယ်။ခရိယာဘုရားဖြစ်တယ်လို့မပါဘူး။ခရိယာဘုရားကခံဖြစ်တယ်လို့မပြောဘူး။ဒီကျမ်းစာဘုကလည်းခရိယာကျမ်းစာဘုမဟုတ်ဘူး။ခရိယာဘုရားလည်းမဟုတ်ဘူး။သာဝရဘုရားဓမ္မကျမ်းလို့ကျမ်းစာဘုရဲ့ဉာဏ်တော်လေးမှာရေးထားတယ်။သာဝရဘုရားဓမ္မကျမ်းခရိယာဒီကျမ်းလို့မပါဘူး။ဒါကြောင့်ဒီခရိယာကြောင့်မပြောဘူး။ခရိယာကြောင့်ကိုစိတ်ဝင်စားကြတယ်။အဲဒီကျွန်တော်တို့ဖန်ဆင်းတဲ့ဖန်ဆင်းရှင်ကြောင့်ကိုစိတ်ဝင်စားဖို့ကျွန်တော်ပြောကြတယ်။ခရိယာကြောင့်ပြောမယ်ဆိုရင်တော့မရှိလို့ပြောတဲ့အကြောင်းရှိပါဘူး။ခရိယာဒီကတော့ပြောပါ။အခုကျွန်တော်ကမရှိလို့နေကျွန်တော်နဲ့ဆိုင်တဲ့တရားဖြစ်တဲ့အတွက်ကြောင့်ဘယ်လိုဆိုင်နေလဲဆိုတော့ဆိုင်နေဆိုင်လေးကိုလည်းဒီနေ့အချက်ကျွန်တော်မိတ်ဆက်ပါပေးမယ်။နောက်တစ်ချက်ကဘုရားရဲ့လူဖြစ်သွားတဲ့ဆိုတဲ့အချက်ကိုကျွန်တော်ရှင်းပြပေးမယ်။ကျွန်တော်ဒီသုံးချက်နဲ့လည်းကျွန်တော်အခြေအနေငယ်လေးပဲပြောတော့နိုင်ပါမယ်။နောက်တစ်ခါကျတော့သာဝရဘုရားကြီးဖယားသခင်ဖြစ်တယ်။နံပါတ်2သာဝရဘုရားကြီးငါတို့ခံနေတဲ့ငါတို့ရှင်ဖြစ်တယ်။နံပါတ်3ငါတို့ဒီရဲ့သာဝရဘုရားကြီးလူဖြစ်တယ်ဆိုတဲ့ဒီအချက်သုံးချက်ကိုကျွန်တော်မရှိတော့သင်ပြပါမယ်။အခုလည်းကျွန်တော်ဒီလိုနိုင်တာကဘုရားအကြောင်းပြောတဲ့အခါမှာတော်တော်များများကဆွေးနွေးကြည့်တယ်။ကိုဘုရားမှာငါဘုရားမှာငါဘုရားမှာငါဘုရားသာကြီးငါကိုယ်ကိုယ်ရဖြစ်တယ်ဆိုတဲ့ဒီအတ္တဆွဲလေးတွေနဲ့ဒီအဆွဲလမ်းလေးကိုကျွန်တော်ဒီနေရာနေတော့ခဏ
လက်ရရနေတာကခဏလေးပြီးပြထားပြီးပါဒီဆွဲလိုက်ပြီးတော့ပဲဥစ္စာမှန်ကန်တယ်ဆိုတဲ့အမှန်တရားကိုသိယူတဲ့ဓမ္မတရားကနေမှန်ဖို့ပြတယ်ကျွန်တော်ဒီဘာသာတရားကိုလို့ဓမ္မတရားကိုပြောတယ်ထာဝရဘုရားဓမ္မတရားဖြစ်တယ်ဓမ္မတရားဖြစ်တယ်နော်ဒီနေ့ဘာသာရေးကျမ်းစာတွေပြောမှာမဟုတ်ဘူးဘာသာတရားတွေခဏပြီးပြထားပြီးပါကျွန်တော်ဘာသာတရားကိုပြောဘူးဘုရားရှင်ရဲ့ဓမ္မတရားကိုလည်းကျွန်တော်ပြောမှာဖြစ်တယ်ဒါဘာသာတရားနဲ့ဓမ္မတရားနဲ့ရောသွားလို့ရှိရင်ရှုပ်တယ်ဒါဘာသာတရားအစ်တက်တော့ခါသူ့ဘာသာနဲ့သူနေပြီဓမ္မတရားကတော့ဘုရားရဲ့နှုတ်ကပတ်ကြီးတော့ကြောင့်ဓမ္မကြတဲ့မှန်ကန်တဲ့တရားကိုကျွန်တော်တို့ပြောမှာဖြစ်တယ်အဲ့တော့ဓမ္မတိချက်ပြီးတော့ရှင်းပြရတယ်ထာဝရဘုရားလို့ကျွန်တော်ဆိုလိုက်တဲ့စကားကြီးပါဠိစကားအဖြစ်နောက်ဒီမှာရေးထားတဲ့ဆရာကြီးကတဲ့ပါဠိတော်ကနေမြန်မာဘာသာအဖြစ်ပြန်ထားတယ်လို့တွေ့ရတယ်ပါဠိစကားကိုမြန်မာဝါဒနဲ့သုံးထားတယ်အဲ့တော့ပါဠိပတ်သက်စကားနဲ့ကျွန်တော်အနေနဲ့ဒီခေတ်ပါတဲ့ပါဠိစကားနဲ့ပဲကျွန်တော်သုံးတော့ဖြစ်တယ်အဲ့တော့အဲ့ထာဝရဘုရားဆိုတာကပါဠိမူထာဝရရဲ့စကားကိုမြင်မြင်သားနိုင်ပါပါနော်ဒီပါဠိစကားအဖြစ်နိစ္စလို့ခေါ်တယ်နိစ္စဆိုတဲ့အ내အတိတ်တွေဒီတည်မြဲနေလို့သိနေရတယ်အတည်မြဲတဲ့အရာကိုလို့ခေါ်ကြတယ်ဒီလိုလေးပါပဲထောင်လို့ခေါ်ကြတယ်လေအဲ့တော့ပါဠိလိုနိစ္စအ내တည်တည်မြဲတယ်တည်မြဲတဲ့အရာကိုထောင်လို့ခေါ်ဆိုတယ်အဲ့တော့မှနာမတိတတ်တယ်ပဲခရနောက်ကနေနာမတတ်လိုက်တယ်နော်နာမည်တတ်လိုက်တာခရအတိတ်တွေကပါဠိရဲ့နောက်မှာနာမည်တတ်ရင်နိစ္စဘုရားပေါ့အ내ပြန်တဲ့နောက်မှာနာမည်တတ်ရင်တည်မြဲလို့ဘုရားပေါ့ခေါ်ဆိုခြင်းရဲ့နာမည်နောက်မှာတတ်မယ်ဆိုရင်ထာဝရဘုရားနော်ဒီကျမှာတော့ထာဝရဘုရားကြီးထားတယ်နော်ဒါကြောင့်ခရိယံဘုရားလို့အဆွဲရှိရင်ခဏပြောပြပါဒါခရိယံကခါအောင်ဖို့ခရိယံဘုရားမဟုတ်ဘူးကျွန်တော်ဒီခရိယံအကြောင်းကိုပြောမှာမဟုတ်ဘူးထာဝရဘုရားအကြောင်းကိုပြောဖြစ်တယ်နော်ဒါတော့ပြောတော့သူ့ကိုပေါ့မယ်ဖြစ်တယ်နည်းနည်းတော့ခေါင်းဝေးကိုပေါ့မှာမဟုတ်ဘူးတော့ခက်တော့ကြတယ်ကျွန်တော်ခရိယံအကြောင်းကိုပြောဘူးခရိယံဘုရားကိုပြောဘူးထာဝရဘုရားအကြောင်းကိုပြောမယ်ထာဝရဘုရားကြီးမိတ်ဆွေတို့နဲ့ကျွန်တော်တို့ဘယ်လိုဆိုင်နေလဲဆိုတဲ့ဆိုင်မှုဆိုင်ကြီးကိုလည်းမှတ်ထားရပါပြီထာဝရဘုရားဒီငါတို့ခံပြီးတော့ဒီငါတို့သိချင်းဖြစ်တော်မူ၏ဆိုတော့မိတ်ဆွေတို့နဲ့ဆိုင်တဲ့အကြောင်းကိုခတ်ပြောပါလိမ့်မယ်အခုနံပါတ်1ကထာဝရဘုရားအကြောင်းကိုရှင်းအောင်အဲ့တော့ထာဝရဘုရားဆိုတာကအရေးချင်းရှိပါတယ်ဘုရားဆိုတာအရေးချင်းရှိတယ်လောကမှာရှိတဲ့ဒီလိုလူတွေမှာလည်းအရေးချင်းရှိပါတယ်တဘောကကျွန်တော်ဘုရားလို့ကျွန်တော်နာမည်တက်ပြီးတော့မှခိုင်းနေဆိုရင်ကျွန်တော်ရဲ့တောင်းကြပြီးကျွန်တော်မှရှိရတယ်ကျွန်တော်စတိုက်ရတယ်ပြီးတော့မှအောင်းတတိယကိုသင်ကြတိုက်ရတယ်နောက်တော့ကျွန်တော်ကိုယ်နဲ့ဒီတောင်းကြတင်နှံကိုပြန်ပြန်တတ်ကြောက်တဲ့ဒီအောင်နှမရတဲ့အဖြစ်ကျွန်တော်ပြထားရတယ်ပြီးတော့မှကျွန်တော်ရဲ့ခါတဲ့အစိုးရပြည်ရပ်ပေါ်ကပဲလွားလို့ဖြစ်ပေါ်တဲ့ခါတဲ့အာဏာပိုင်ဖွဲ့စည်းရနေတာဆိုတော့ကျွန်တော်မှရှိရတယ်အဲ့ဒီအရေးကြီးနေပြည့်စုံတဲ့ခါကျတော့မှကျွန်တော်ကိုကြောင်းစီရမှာလို့တော့တတ်ခါရထို့နည်းလို့ပဲဆရာဝန်ကြီးလို့လည်းတတ်တယ်တော့လေစီကြောင်းကနေပြီးအောင်ဒီလိုရှိရင်ခါတဲ့ဖွဲ့စည်းမှပြရရတယ်ပြီးတော့တောင်းကြတယ်စီလိုဒီမှာဘုရားဝင်လို့မှလို့ဆိုလိုက်တဲ့အခါမှာသူ့ဆရာဝန်ကြီးဆိုတော့မှနာမည်တက်ဒါတို့ရည်ကြီးနေလူရှိတာလို့ပါဘာမှဒီနေ့အကျိုးရှိပဲနဲ့ဒီနေ့ကနေဆက်ခုတော့ဝယ်ပေါ်လေမှာတက်တော့လေရှာဝန်သူကိုအင်းဒီဝတ်လို့မှာဒါရှာဝန်ကတော့လည်းငါချောက်ကြနေပြီတော့အဲရှိတာပါအဲ့လိုပြရတယ်အဲ့လိုပြောရတယ်အဲ့လိုယူဖို့မလိုပါဘူးတကယ်ဟုတ်တယ်လားအစစ်လားအတုလားတကယ်ခက်အခါနဲ့သူကခက်အခါနဲ့ရှာဝန်ကြီးလားဒီခက်လားအဲ့လိုလေးလားပြောမှဆရာတော်ပေါ့တဲ့ခါကျတော့မှန်ကန်ပြီးဆိုမှအဲ့ဆရာဝန်ကတော့ကျွန်တော်ရှိဘူးတာဖြစ်ပါတယ်ဒီနေ့ညပြောမှဆရာဝန်ကတော့ခုလူရှိတော့အဲ့လိုခါရောက်တော့မယ်ဒါကကျွန်တော်လောကရောက်တော့ထိုနည်းလည်းမဟုတ်တာတဲ့အရေးကြီးတဲ့
ဒီတက်တဲ့အန်ရဲ့ထက်ကြီးကြီးတဲ့အတူထဲမှာမသိမပြောက်နေတဲ့ဝိညာဉ်ဆိုတာရှိတယ်အဲ့ဒီဝိညာဉ်နဲ့ကြီးတာလွတ်ဖို့ရအတွက်မှန်ကန်တဲ့လမ်းပြတဲ့ပို့ဆောင်ပေးတဲ့ဖယားသခင်ကိုသိဖို့ရှိတယ်။နောက်ဖယားသခင်ကိုသိဖို့ရှိတယ်။အခုဒီလိုမျိုးကဖယားကိုပဲသိတယ်။ဖယားသခင်ကိုမသိဘူး။ဖယားနဲ့ဖယားရဲ့ဉာဏ်ဆိုတာမျိုးရှိနေတယ်။ဖယားရဲ့ရှိတယ်လို့ဖယားရဲ့အားနဲ့သခင်ဆိုတာရှိတယ်လို့တွေ့ရတယ်။ဒါကြောင့်သာဝရအရှင်ဖယားသခင်ကိုတဲ့ဆိုရေးထားတယ်။ပထဝီတိဆိုအဘောဝါရဲဆိုတဲ့တတိယဘာကိုတဘာဝလို့ပြောကြတဲ့တတိယဘာကိုခံသိတဲ့ပိုက်နဲ့ပိုက်ရှင်ကြီးဖယားရဲ့အားနဲ့သခင်လို့ခေါ်တယ်။သာဝရတဲ့ကြောင်းရှင်ကြီးတဲ့ငါတို့ခံသိတော်မူပြီးငါတို့အရှင်ဖြစ်တယ်ဆိုတော့ဖယားသခင်ကဘယ်လိုလုပ်ခံသိလို့ကြောက်လို့ကြည့်ရတယ်။ဖယားကခံသိတာကိုကုလူဘယ်တရားတွေကမှလည်းလို့ကျွန်တော်တို့ခံသိတယ်လို့မပေါ့။ဖယားသခင်ကလည်းခံသိတယ်။ဒါကြောင့်ဖယားသခင်ဖယားနဲ့မတူတဲ့ခံသိခြင်းဖြစ်တယ်ဆိုတာကိုကျွန်တော်သိပြီးကြည့်တယ်။ဖယားသခင်ကခံသိခြင်းဖြစ်တယ်။ဖယားများကတော့ခံသိခံတော့ပုဂ္ဂိုလ်ဖြစ်တယ်။ဒါကြောင့်ဖယားသခင်ရဲ့ဖယားနဲ့မတူဘူး။အဲ့ဒါကြောင့်အတုလားအတုမရှိတော့အစိမ့်ကြီးကအပရိယသက်သွားပြအောင်လို့ကျွန်တော်ပြန်ကြည့်ကြတယ်။ထာဝရဘုရားကြီးတုံနိုင်ဝယ်ပြရတော့ဖယား။ဒါကလည်းငါနဲ့ဘယ်တရားမှပူဒီခုမထင်မှတ်အပ်ချင်းချင်းလေးပဲတော့ရေးထားတယ်။ဟုတ်ပြရမှာတော့ချစ်တဲ့ခုတော်ဘုရားကလည်းပြင်မှာဖယားသခင်ကြီးတဲ့ဖယားကိုပဏိသတ်အမှာရက်တရမျိုးကြီးဖယားလေးကိုတရားစီရင်တဲ့ဖယားသခင်ဖြစ်တယ်ဆိုတော့တွေ့ရတယ်။ဒါကြောင့်ဖယားရှင်ရဲ့အရင်ချင်းဟာဖယားရှင်ရဲ့ဘယ်လိုဆိုတော့နည်းနည်းတွေ့ကြည့်တယ်။ကောင်းနေတဲ့ဒီကြီးကိုခံသိအောင်ကဘာလို့ခံသိတဲ့အနေနဲ့မှာပထမဆုံးဆံမြောက်ပြီးထားတယ်။ဖယားရှင်ကောင်းနေတဲ့ဒီကြီးကိုခံသိတယ်။ဖယားကကောင်းနေတဲ့ဒီကြီးကိုမခံသိဘူး။ဖယားရဲ့အားနဲ့သခင်ကကောင်းနေတဲ့ဒီကြီးကိုခံသိတဲ့ခံသိရှင်ဖြစ်တယ်။အဲခံသိရှင်ဖြစ်တဲ့ဖယားသခင်ကိုကျွန်တော်တို့ပြရပါတယ်။ဒါကြောင့်ဖယားသခင်နဲ့ဖယားနဲ့အရေးကြီးနေကွာခြားမှုရှိတယ်။နောက်တော့နှစ်ခုပြောနေတာပဲ။ကိစ္စတော့မရှိအတူရှိအစစ်လည်းရှိတယ်။အတူကတစ်ခါတော့အစစ်တော့မလာရတဲ့ဒီကြောင့်လောက်လာ။ဒါပေမဲ့သုံးလိုက်တဲ့ခါကျတော့မှပဲကြာသုံးခါတော့အတူမသိသွားတယ်။သူ့ရဲ့ရည်ကြီးနေတဲ့ဟာပေါ်လာတယ်။ထိုနည်းတော့လေကောင်းကင်အောက်ကြီးမှာရှိတဲ့ဖယားလေးဒီနေ့ကိုယ်ကြောက်သွားမယ်။ကောင်းကင်အောက်ကြီးမှာရှိတဲ့ဖယားလေးအားလုံးကိုဒီကိုယ်ကြောက်သွားမယ်။ဖယားသခင်တွေတော့မှကိုယ်ကြောက်။ယနေ့မနေ့နောက်လာအရှင်ရဲ့ပင်လုံးနဲ့ရှိတော့ဖယားဖြစ်တဲ့အားကြီးများ။ဒါကြောင့်ဖယားသခင်ကဒီတော့မှကြောက်သွားဖယားမျိုး။သိုံကပြည့်ပြတာစွန့်ရတာလေ။ဒီနေ့ကအတူကပ်တာကုန်ပြီးတိုင်အောင်အရှင်ရဲ့ရှိတော့ဖယားဖြစ်တဲ့ဒီအားလေ။ကြောက်တာမဟုတ်ဘူး။နော်။ဒါကရှင်းပြမယ်ဆိုတော့ဒီနေ့ပါတယ်။နောက်ပိုင်းကျွန်တော်လည်းထည့်ပါပြီ။အဲ့တော့ဘုရားခင်ကကျွန်တော်တဲ့အတူရှိတယ်။ရှိရုံကတော့ငါ့ကိုခေါ်တော့မှထူးတယ်။ဒီတော့တင်တော့မသိနိုင်တဲ့ညနေလေးအောင်အထောက်အပံ့ပေးဦးမယ်။တင်တော့လည်းအစိမ်ကြီးရှိနေတယ်။ဒီတော့ဘုရားခင်ကဘုရားအများကြီးဂရုစိုက်ရှိတယ်။အဲ့ဒါဂရုစိုက်တယ်ဆိုတော့တင်တော့စတဲ့တွေနဲ့ဆိုင်ငါဒီလိုတည့်ရတယ်။တင်တော့ရှိတဲ့นั้นကျတော့ခလုတ်ကိုတိစုမနေရောလားအများကြီးကဆောင်းပါလေဖယားဖြစ်တယ်ဒီကတွေ့ရဲ့ကျွန်တော်တို့တာဝန်မှုကျွန်တော်တို့လို့ဆိုချက်တယ်အဲ့တော့ဒီအမောက်ပြအားသာနော်ကောင်းတယ်ဆိုတော့ကျွန်တော်ပြောတယ်ဒါကြောင့်ဒီပညာရှင်ကိုကျွန်တော်ပြီးလို့ပါတယ်နော်ဒီချက်မှာလို့ပြောရင်းနဲ့ပညာရဲ့ဒီချက်မှာအစွဲလမ်းရရှိနေကြရင်ဒီဆရာကခရိယာဆရာအကြောင်းကိုပြောနေတာပဲခရိယာကိုလည်းစိတ်သားအောင်ခရိယာဆွဲနေတာပဲလို့ပြောပြီးတော့ထင်နေလိမ့်မယ်အဲ့ဒီဆွဲစချုပ်ပြီးပါကျွန်တော်ဒါကဘာလို့ဒီဟောက်ထပ်ပြောတာလဲဘာကြောင့်လဲကျွန်တော်အဲ့လိုပိုးနေတယ်ပြောနေတဲ့အချိန်မှာပဲတချို့မိတ်ဆွေတွေကဘယ်နဲ့တော့ပတ်လာလဲ
လုံးနေသားမှာလည်းဒါပြည့်ရနေရတယ်ပါဆိုမှကျွန်တော်ဒီမှာပြောနေတယ်ဒီလိုရှိပါပဲကျင်းနေတဲ့တော့နှစ်တဲ့အချိန်တော့ပြီးသားပါကျန်တာကမှပြည့်ရလို့မပါဘူးပြည့်ရမရလို့မပါဘူးပြည့်ရတော့မကြည့်ဘူးလူမျိုးရဲ့ဆိုင်နဲ့လူမျိုးပြရလည်းမဟုတ်ရှင်းပြရလည်းမဟုတ်ရှင်းပြရလည်းမဟုတ်ကြည့်ပြရလည်းမဟုတ်ကျွန်တော်မြန်မာစစ်ကျွန်တော်ဖန်တီးနေတဲ့ကျွန်တော်ရဲ့ရှင်ဖြစ်တယ်ဒါကြောင့်ဒီဘုရားရှင်ကိုတော့ဘောကိုကြည့်ပါလေလူတိုင်းလူတိုင်းနဲ့ဆိုင်ရဘုရားကိုကြောင်းအောင်ပြောရတယ်ဆိုတော့ကျန်တဲ့မှာသဘာဝနဲ့ဆိုနေမှာထို့တော့ဘဝအရှင်ဘုရားခင်ကြီးတဲ့လူကိုတဲ့ဒီကုန်းနဲ့ဖန်တီးနေတယ်ပြီးတော့သူရဲ့နှာခေါင်းလေးကိုရဲ့ဇီဝအတ္တကိုမှုတ်တဲ့အခါမှာတဲ့အသက်ရှင်တဲ့သဘောဖြစ်လာတယ်လို့ကျမ်းစာကပြောထားတယ်။အဲ့တော့လူကိုဘုရားရှင်ကဗာနဲ့ဆံပြတယ်ညီမှုနဲ့ဖြစ်တယ်ဆိုကြတယ်။ဟုတ်လားမဟုတ်လားမှန်လားမမှန်လားဆိုတော့အဲ့ဒါကိုမြင်နေတာရှင်းကြတယ်။ပြီးတော့မှအဲ့ဒီရုပ်ကြီးဖြစ်နေတဲ့အချိန်မှာညီမှုနဲ့ရုပ်ကြီးလုံးထားတဲ့အချိန်မှာပဲဘုရားရှင်ကသူ့ရဲ့ဝိညာဉ်ကိုတစ်ခါလေးကွဲပြီးတော့မှအဲ့ဒီရုပ်ကြီးရဲ့နှာခေါင်းကိုပူးလို့ပို့လိုက်တဲ့အခါမှာအသက်ရောဝိညာဉ်ရောလေရောသုံးဝင်သွားတယ်။ကျွန်တော်တို့ဒီယုတ်ကြီးခေါ်ခန္ဓာယုတ်ခန္ဓာကြီးထဲမှာအသက်ဝင်လာတယ်ဝိညာဉ်ဆိုတဲ့အထူးကြီးဝင်လာတယ်ပြီးတော့ဒီဆိုတာရှိလာတယ်။ဟုတ်တာပါရမတ်ဆင်းလာတော့မရှိလို့ထဲမှာအသက်ရှိတယ်။ဒါကြီးကျက်လို့မရဘူး။နောက်တော့အထူးပြီးနိုင်တဲ့ဝိညာဉ်ဆိုတာရှိတယ်။နောက်တစ်ချက်ကလေးဆိုတာရှိတယ်ဒီသုံးခုထဲမှာရှိတယ်။အဲ့တော့စိတ်ဓာတ်ဉာဏ်ပညာကကျမ်းစာကိုကယုံတဲ့သူကိုလက်တွေ့သမားတွေဆိုလက်တွေ့စမ်းသပ်တယ်။ဒီကြီးကိုတက်တဲ့အခါမှာလက်ရှင်ဆက်လေးကိုထွက်လာ။တက်တဲ့ဆက်လေးကိုထွက်လာ။လူရဲ့အသားကိုတက်ဖက်လိုက်တယ်တော့လေတက်တဲ့ကိုဆက်လေးကိုထွက်လာတယ်။လူရဲ့အသားနဲ့ထွက်တဲ့ data နဲ့ဒီကြီးကထွက်တဲ့ data ကိုတာ။တစ်ခါဖြစ်တယ်တော့ကျမ်းစာကပြောတယ်ချက်တော့မလား။လူဟာဒီကုန်းနဲ့ခံပြနေတဲ့အတွက်ကြောင့်ညီသားဖြစ်တယ်ဆိုလို့ဆက်ဆက်ရနေဒီမှာညီသားပါအဲဒါကလူစံတတ်ရအဝိညာဉ်ကတော့မှဆက်လို့စံတတ်တယ်တော့ဝိညာဉ်ကစံမှုမရဘူးဒီကနေ့ဒီပြောတဲ့ဝိညာဉ်ကိုပြီးကြတဲ့အခါခင်းချုပ်လို့မှဘယ်လိုများထွက်သွားလဲဒီဝိညာဉ်ဘယ်လိုပါလဲဖြူအောင်လားအမြအောင်လားအသိအောင်လားစသဖြင့်ဝိညာဉ်ကိုအနေထားပြီးပြီးတော့တကယ်အားလုံးကိုဘယ်လိုလဲမဝယ်နိုင်တဲ့စနစ်ကျလို့ခါတဲ့တွေ့လို့ပဲဒီနဲ့ခံပေါင်းတော်မှုပေါ်လေခံပေါင်းတော်မှုတဲ့ခါရပုတ်ခါရဒီကနေ့ပြီးတော့ခတ်တော်တဲ့ကအဲ့ဝိညာဉ်တွေ့တယ်ကြည့်ရအောင်အလူစိတ်မှန်တော့တဲ့ဆရာပြေးလာတော့မှဒီချာပြည့်စက်ကြည့်နေတဲ့ချိန်မှာလူတော့ဒီသွားတယ်ဘယ်လိုထွက်သွားတာမတွေ့ရဘူးသူတို့ဒီချက်သုံးသားလို့မရဘူးဒါတော့သူစားတယ်သူတည်းနဲ့လုပ်ကြည့်တယ်သူတော်လေးကိုစဉ်းစားတယ်ဒီလိုဒီမဒီတော့ဆိုပြီးတော့စမ်းတဲ့အခါမှာလက်ချက်နဲ့ထောက်ကြည့်တယ်သူကဘုံမရှိဘူးနှာခေါင်းနောက်တိုက်တော့အသက်မရှိတော့ဘူးမရှိတော့ဘူးဆိုတော့ဒီကထွက်သွားတယ်ဆိုတော့ဒီဘောပေါ်တယ်အဲ့ဒါသူကပြေးပြီးလို့ရှိရင်အသက်ထွက်သွားရင်လေးပါသွားတယ်လေရောအသက်ရောထွက်သွားပြီးတော့ဝိညာဉ်နဲ့ပါသွားတယ်ဝိညာဉ်နဲ့အမြင်ကြီးကတော့ဒီကအသက်သွားတယ်ဆိုတော့မရှိဘူးအသက်သွားရင်တော့နော်ငါတို့လေရတော့အဆက်မှနေလို့ပဲဆိုတာအသက်ထွက်သွားရင်နေနဲ့ပါမှာလားဒါဆိုဒီနဲ့အသက်နဲ့နေခဲ့ဒီဝိညာဉ်တော့ထွက်သွားမယ်ဆိုရင်လေဝိညာဉ်တော့သွားရင်ဒီလိုတွေပါသွားတာဒီတော့ကိုတွဲထားတယ်အဲ့ဒါကိုစမ်းသပ်ကြည့်ပါအဲ့ဒီညာအရင်ကဒီတော့ရှိနေတယ်အဲ့တော့ဘာသာပြန်ကြားပြန်တာဒီလိုနဲ့ဒီထားပြီးတော့မှဇီဝဆိုတဲ့ပါဠိဇီဝဆိုတာဝိညာဉ်ပဲနော်ဇီဝဆိုတာဝိညာဉ်အသက်ဆိုတာရှင်တာလေးဆိုတာကမှုတ်ရတဲ့ကောင်ဖူးဆိုတဲ့မှုတ်ရတဲ့ညာလေးဒီတော့ဒီရဲ့အဲမှာအသက်ရောဝိညာဉ်ရောလေးကိုသုံးမရှိဘူးဆိုတာမရှိဘူးနည်းချက်ထုတ်လို့ရပါဘူးမင်းတို့မရဘူးဘာကြောင့်လဲကျွန်တော်တို့အသက်ရှင်ဖို့ရတယ်ဒီလေးကိုရှူနေရတာလေနားကလည်းမရှိဘူးမျက်စိကလည်းမရှိဘူးအသက်ကလည်းမရှိဘူးနှာခေါင်းကရှိတယ်တို့ကြောင့်နှာခေါင်းနဲ့အသက်ရှူတဲ့လူတွေအားလုံးဆိုင်တော့ဗျာလို့ကျွန်တော်ပြောရင်မာသနာမှာလာစဉ်းစားတယ်ကျွန်တော်တော့မယုံဘူးကြာဆရာတို့ကတော့လက်မခံနိုင်မရှိဘူးကြာတယ်လေဟောင်းပိတ်ထားလိုက်တာကြားပါတယ်နော်ဒီနေ့
အခုနှစ်သက်ကြားမှာကောင်းပေါ့ဘုံမှာနှာခေါင်းနှစ်ပေါက်နဲ့တက်ချူတဲ့သူအားလုံးဆိုင်တော့ဖရာပြီတဆူမျိုးရှိတော်မူသောဤကောပုံတော်ဖရာဖြစ်တယ်ဆိုတော့ပြောနေတယ်ပါဠိလိုဤကောဆိုတဲ့သူဤပုံတော်ဆိုတာဖရာပါလိုက်ဤကောပုံတော်ဖရာတဆူဒီတော်ဖရာလို့ပြောရပါတယ်တဆူဒီတော်ဖရာလို့ပြောရင်ဒီညာတချို့ကခေရဖရာရဲ့သင်လာမှာဆိုလို့ဒီကျွန်တော်ဒီခြားသောဘာသာတွေနားလည်ပါတော့ဒီကောပုံတော်ဖရာလို့ပြောရခြင်းဖြစ်ပါတယ်ဒါကြောင့်ဤကောဆိုတဲ့သူဒီပုံတော်ဆိုတာဖရာဤကောကိုတော့တဆူဒီတော်ဖရာလို့နားလည်လို့တယ်ဒါကြောင့်ဖရာဆိုတာတဆူလေးရှိတယ်တဆူလေးရှိတဲ့ဖရာပါနေရင်ဖရာရဲ့အာမိရဲ့သခင်လို့ကျွန်တော်ပြောတယ်ဒါကြောင့်ဖရာသခင်တဆူရှိတော်မူပြီဖရာခင်တဲ့လူစားကြမှာအာမခံပြီးတဲ့ယေရှုခရစ်ဟာလည်းတပါးလေးရှိလို့ပြောပါတယ်ဒါကြောင့်ယေရှုဆိုတာကလူရဲ့စာတိကိုလာခံတဲ့အခါသူ့ရဲ့နာမည်ဖြစ်တယ်ခရစ်ဆိုတာကဘုရားရဲ့စာတိခံတဲ့နာမည်ဖြစ်တယ်ယေရှုခရစ်တော်ဘုရားလို့ပြောရင်လူသားပြီးတော့ဘုရားကပြီးတော့စာတိနဲ့မျိုးပါပါတယ်အဲစာတိနဲ့မျိုးပေါင်းစပ်ပြီးတော့မှလောကကြီးကိုသင်ကြွလာတဲ့ဘုရားဖြစ်ပါတယ်ဒါယေရှုဆိုတာကလောကရဲ့နှစ်ထောင်မှာပေါ်လာတဲ့ပုဂ္ဂိုလ်မဟုတ်ပါဘူးကဘာမရှိဘူးဒီကရှိတဲ့တဆူဒီရောအေဘောပူရောဘုရားဖြစ်လာဖြစ်တယ်ဆိုတာကိုဒီဘုရားကြောင့်လာတယ်ဆိုဒီကောင်ဝိညာဉ်တော်ထဲမှာဝိညာဉ်ရှိသောကြောင့်အဲ့ဒီဝိညာဉ်ကိုခံတဲ့အရှင်ဒီဘုရားသခင်ဖြစ်တယ်ဆိုတာကိုလည်းနားလည်ဖို့ဆိုရဲအဲ့ဒီဘုရားသခင်ကကျွန်တော်တို့ရဲ့စက်တာကိုဒီနေ့ငယ်ချင်းကနေလွတ်မြောက်ဖို့ရအတွက်ကယ်တင်မှုပြုတဲ့ပုဂ္ဂိုလ်လည်းဖြစ်တယ်ဒါကြောင့်ဘုရားသခင်ကြီးရဲ့ကျွန်တော်တို့မရင်ကလွတ်ဖို့ရအတွက်ကယ်တင်ရတဲ့အခါလူသားကိုခံတော့မှလူတွေခံစားမဲ့အပြစ်တွေရဲ့ကိုသူ့ကိုယ်နဲ့ကျွန်တော်တို့အကျဉ်းသွားဆက်နေတယ်အဲ့ဒါကိုယုံကြည်လက်ခံတော့သူများပြီးမရင်ကလူချင်းခွင့်ရတယ်ဒါကမှမျိုးလေးပဲဒါဆိုယုံကြည်လက်ခံလိုက်တဲ့လူတွေဆိုတော့လွယ်ပေါင်းစားလွယ်လိုက်တဲ့ညာတိတ်လွယ်တော့အမျိုးတော့မယုံကြည်ဘူးတဲ့ဒါမျိုးမှန်းတော့ပြန်ပိုင်းမှာလွယ်လာမကောက်ဒါနဲ့လွယ်အောင်လုပ်ချင်နေတဲ့ညာဘာကြောင့်လဲလူရဲ့ဝင်ရုံနဲ့ရင်းမကြသေးဘူးအဲ့ဒါညာဖြစ်တယ်ဖြစ်တယ်ဆိုတော့ဒီမေတ္တာကိုဘယ်လိုသဘောပေါက်ပါလို့ဒီကလက်ဆောင်အားလို့ကျွန်တော်တို့မတိုင်ဘူးချင်ပါဘူးခဲသဘောပေါက်အောင်ပြောပြနေပါလေအဲ့ဒီဆန္ဒနဲ့ကျွန်တော်တို့လက်ဆောင်လို့ရှိရင်အဲ့လိုသူကျေစုခံစားရတယ်ယုံကြည်လက်ခံမရှိရင်တော့မကျင်ရတဲ့ခန္ဓာပဲဖြစ်တယ်လို့ပြောနေတယ်ဆိုတော့မဟုတ်လို့ဒီတော့ဆိုပြီးသိလို့တော့လေရှင်းနေတယ်အဲ့ဒီအချိန်မှာယေရှုခရစ်တော်မြင့်တဲ့နေဖြစ်ယုံကြည်ပါတဲ့လက်ခံပါတယ်လို့နှုတ်ကနေဝန်ခံလိုက်တဲ့အချိန်မှာအမှားပါးနေခံတဲ့အချိန်မှာဘုရားရှင်ရဲ့လူဖြစ်သွားတယ်။ဒါကြောင့်ဘုရားရှင်ရဲ့လူဖြစ်ဖို့ကြည်ကြီးတယ်။ဘုရားရဲ့လူဖြစ်တဲ့ဘုရားရှင်ရဲ့လူဖြစ်ဖို့ကြည်ကြီးတယ်။ဘုရားရှင်ကိုယုံကြည်လက်ခံတော်လို့ဘုရားရှင်ရဲ့လူဖြစ်ပါတယ်။ငါတို့မှလည်းတော့ပြတ်ထား။ဘုရားရှင်ကိုအရင်ဆွေးနွေးတာကြည့်နေတာအမြဲတမ်းယူဆောင်မှာပေါ့နော်။ဂရုစိုက်နေတဲ့ဘုရားသခင်ဖြစ်နေဆိုတာကိုကျွန်တော်ပြောပြချင်တယ်။ဒါကြောင့်ဘုရားရဲ့ညပါရှိတဲ့ထဲမှာဘုရားသခင်နာနေကျွန်တော်တို့ခံနေတဲ့ခံသိခြင်းဖြစ်တယ်ဆိုတာကိုပေါ့ရင်ဒီနေ့ဒီတရားအခါဟာမရှိအတွက်အကျိုးသက်ရောက်ပါလိမ့်မယ်။မြတ်စွာဘုရားပြသနေပါတယ်။အဲဒီဒီလိုက်ကိုဆက်ရှင်အောင်ပြလို့ဒီအာမင်